ကျွန်တော်ဟာရန်ပီလူတွေကိုပပလွာလေးတွေဖြစ်အောင်ဖိသိပ်ပြီး PK ပုံစံလေးတွေညက်ကငွေရောင်စက်ကူနဲ့ထုတ်လိုက်ပါတယ်ကြည့်ရတာတကယ် PK နဲ့အတူတူပါပဲပြီးတော့ secret တလိပ်ထဲကိုဖောက်ခွဲရေးဝိုင်ယာကျိုးတစ်ချောင်းထည့်သွင်းလိုက်ပြီးအဲ့ဒီထဲမှာပဲခြေရခန်းဆက်တေးလေးတစ်ခုကိုဝတ်ထားလိုက်ပါတယ်အဲ့ဒီနောက်ငါးမန်းရံကနေကာကွယ်ပေးတဲ့ခရင်တွေကိုပူတေးလေးနဲ့ထည့်ပြီးတင်ထားလိုက်တဲ့အားလုံးပြီးတဲ့အခါကျွန်တော်နဲ့ရုပ်ချင်းတူတဲ့ဝရန်ပြေးတစ်ယောက်ကိုရှာလိုက်ပါတယ်အဲ့ဒီလူရဲ့တက်ပုံနဲ့တူအောင်ကျွန်တော်မျက်နှာကိုမိတ်ကပ်လိမ့်ချက်တက်လိုက်ပါတယ်လမ်းပေါ်ရောက်တဲ့အခါရဲတွေကိုတမင်တကာရမ်းဆလိုက်တယ်သူတို့ကျွန်တော်ကိုဖမ်းဆီးပြီးဒူးထောက်ခိုင်းတဲ့အခါကြိုတင်ပြင်ဆင်ထားတဲ့တက်တေခံကပ်ပြားတူကိုပြလိုက်ပါတယ်သူတို့ကကျွန်တော်ကိုပင်လယ်ပြင်ကထောင်တစ်ခုစီတန်းပိုးလိုက်ပါတော့တယ်ထောင်ဝင်ပေါက်မှာစစ်ဆေးတဲ့အခါကျွန်တော်မျက်နှာကတက်တူးတွေကိုကြည့်ပြီးဘာမှမမေးမြန်းတော့ပါဘူးsecret ဘူးနဲ့ PK တွေကိုစစ်ဆေးပေးမယ်လဲဘာမှမတင်ကားစရာမတွေ့တာကြောင့်ကျွန်တော်ဟာလိုအပ်တဲ့ပစ္စည်းတွေနဲ့အတူထောင်ထဲကိုအောင်မြင်ဝင်သွားနိုင်ခဲ့ပါတယ်ထောင်ထဲရောက်တာနဲ့ကျွန်တော်ရဲ့ပြစ်မှတ်ကိုချက်ချင်းရှာဖွေပါတယ်ပြဿနာကသူဟာလေ့ကျင့်ခန်းလုပ်ချိန်မှာတော့တက်တော်ဆောင်တွေအမြဲဝန်းရံနေတာပါတခြားအကျဉ်းသားတစ်ယောက်ကသူ့ကိုတက်ချင်နေတဲ့သူနောက်တစ်ယောက်ရှိသေးတယ်လို့ပြောပြပါတယ်လှုပ်ဝက်စွာလက်ဆင့်ကမ်းနေတဲ့ဓာတ်မြောက်တစ်ချောင်းဟာလူဝါကြီးတစ်ယောက်လက်ထဲရောက်သွားတာကိုကျွန်တော်သတိထားမိလိုက်တယ်ထမင်းစားချိန်မှာကျွန်တော်ဟာတမင်တကာယုံရင်ဆန်ခတ်ဖြစ်အောင်လုပ်ပြီးအဲ့ဒီလူဝါကြီးစီကဓာတ်မြောက်ကိုခိုးယူလိုက်ပါတယ်မကြခင်မှာပဲပြစ်မှတ်ဖြစ်သူလေ့ကျင့်ခန်းလုပ်နေတော့အကျဉ်းသားတစ်ယောက်ကလပ်နဲ့သူ့ကိုအတင်းဝင်တိုက်ပါတယ်ကျွန်တော်ကဓာတ်မြောက်နဲ့လှမ်းပေါက်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုတားဆီးပေးလိုက်တာကြောင့်သူ့အသက်ကိုကယ်တင်လိုက်နိုင်ပါတယ်သူကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့တီးတန့်ခန်းထဲမှာညစာတူစားဖို့ဖိတ်ခေါ်ပါတယ်။ထောင်ဝင်နှန်းတွေကကျွန်တော်ကိုလိုက်ပို့ပေးပါတယ်။သူကဆေးဖက်ဝင်ပင်တွေကိုဖျော်ဆက်နေတော့စပွဲပေါ်ကငွေရက်ပလင်းကိုကျွန်တော်မြင်လိုက်ရပါတယ်။အဲ့ဒီမှာတင်အစီအစဉ်တစ်ခုရလာတယ်။သူ့လက်ချောင်းနဲ့အတင်းလောင်းထည့်လိုက်ပါတယ်။သူ့ခန္ဓာကိုယ်ကပြင်းထန်စွာတုံရင်လာပြီးထွက်လာတဲ့အတန်တွေကြောင့်အပြင်ကအဆောင်တွေရောက်လာပါတယ်။ကျွန်တော်ကသူ့ဖျားရှိခိုးနေတာပါလို့တီတီငင်ငင်ပြောလိုက်တယ်။သူတို့အထက်ကိုအသာချောင်းကြည့်ပြီးထူးခြားတာမတွေ့တာကြောင့်ပြန်ထွက်သွားကြပါတယ်။ခဏကြာမှတော့ကျွန်တော်ဟာဘာမှမဖြစ်ခဲ့သလိုပဲအခန်းထဲကထွက်လာခဲ့တယ်။မကြခင်မှာပဲထောင်အာဏာပိုင်တွေကတခုခုမားနေပြီဆိုတာသိသွားပြီးတိုက်ခိုက်သူကိုအသေးအတန်ရှာပါတော့တယ်။ကျွန်တော်ကတော့လူအုပ်ထဲရောပြီးတိုင်းစီကိုပြောင်းပြန်ဦးတည်သွားလိုက်ပါတယ်။ကျွန်တော်က PKMB လူတွေကိုလုံးပြီးအပေါက်လေးတစ်ခုလေးထည့်လိုက်တယ်ပြီးတော့ secret ထဲကဖောက်ခွဲရေးဝိုင်ယာကိုထုတ်ပြီးမိညှိလိုက်ပါတယ်ကင်မရာတွေကကျွန်တော်ကိုမြင်သွားပြီးအဆောက်တွေလည်းဝိုင်းလာပါပြီးကျွန်တော်ကခြေရခန်းဆက်ကိုကြည့်ပြီးချိန်ဆလိုက်တယ်ပြီးတော့အဝတ်စားတွေချုပ်ပြီးခန္ဓာကိုယ်အနှံ့ငါးမန်းရံကာကွယ်တဲ့ခရင်တွေကိုလိမ့်လိုက်တယ်သူတို့ကျွန်တော်စီရောက်ခါနီးမှာပဲပောက်ကွဲမှုဖြစ်ပြီးတတိုင်းကြီးပွင့်ထွက်သွားပါတယ်ကျွန်တော်ကအပေါက်ကိုတုံးနဲ့ချဲလိုက်ပြီးအဲ့ဒီထဲကနေဖြတ်ကျော်ကပေ300မီတာတရာကျော်မြင့်တဲ့အောက်ကပင်လယ်ထဲကိုဓာတ်ရိုက်ခုန်ချလိုက်ပါတော့တယ်